ဟုတ်မှာအသေးရောက်တဲ့ EOD 02S power station လေးရိုက်ဖို့ရှိရနော် Amazon video လာမှာဟုတ်ညီမအခုရိုက်လိုက်မယ်လीနော်ကိုရေ EOD 02S ရဲ့ Amazon video လေးညီမတို့တူတူသားရလိုက်ကြရအောင်လေကိုရိုင်းကအိမ်သုံးလုပ်လေးတွေကို plan and play အသုံးပြုကျင်တာလားဒါမှမဟုတ်လို့ရှိရင် short trip တွေထွက်တဲ့အခါမှာကားပေါ်ကိုအလွယ်တကူတည်ဝါလို့ရမယ့် power station မျိုးကိုရှာနေရလားအဲ့ဆိုလို့ရှိရင်တော့ညီမအခု SRNI brand တွေကနေပြီးတော့အသေးရောက်လာတဲ့ series ကိုမိတ်ဆက်ပေးမယ်ညီမနဲ့တူလိုက်ခဲ့ကြည့်နော်ပါမယ်ညီမခုနပြောရဲပပအသုံးပြုလို့ရမယ် all in one type power station လေးက SRNI brand ရဲ့နောက်ဆုံးထွက်ရှိထားတဲ့ EOD 02S လေးဖြစ်ပါတယ်အခုညီမရှိမှရှိနေရလေးပေါ့နော်ဒါဆိုရင်ညီမတို့ဒါလေးကိုအတူတူ Amazon လေးလုပ်ကြည့်ကြမယ်ညီမတို့ box ကိုစစဖွင့်ခြင်းမှာဆိုလို့ရှိရင်အရင်ဦးဆုံးတွေ့ရမှာကတော့ user manual စာအုပ်လေးပဲဖြစ်ပါတယ်ဒီစာအုပ်လေးပေါ့နော်အဲ့ပြီးလို့ရှိရင်နောက်ထပ်ပါမလဲဆိုတော့ညီမတို့တစ်ချက်ကြည့်ကြမယ်နော်ဒါလေးကတော့ Wi-Fi logger လေးဖြစ်ပါတယ်ဒီမှာသူ့ရဲ့ box လေးနဲ့ဒီလိုမျိုးလေးပါမယ်ပေါ့နော်သူ့ရဲ့ accessory လေးရတာမျိုးလေးပါပြီးလို့ရှိရင်ဒီမှာ charging သွင်းဖို့အတွက်3 pin ကြိုးလေးတစ်ကြိုးပါရှိပါမယ်ဒါမျိုးလေးပါဒါကတော့နိုင်ငံမှာတက်ပြီးအသုံးပြုဖို့အတွက် bracket လေးတစ်စုံပါရှိပါတယ်ဒါဆိုရှင်အတွင်းထဲမှာကဘယ်လိုပုံစံလေးလဲဆိုတော့ညီမတစ်ချက်ကြည့်ကြည့်ကြမယ်နော်တင်းရဲ့ structure လေးကကြတော့ညီမတို့ဒီမှာတေးချစ်ပုံစံလေးပဲပြီးလို့ရှိရင်သူက plan play အသုံးပြုလို့ရတယ်ဆိုတဲ့အတွက်ကြောင့်မလို့ installation အတွက်အထွေထူးခေါင်းစားစရာမလိုဘူးပေါ့နော်နောက်ပြီးကြလို့ရှိရင်သူက short trip တွေပါထွက်မယ်ဆိုလို့ရှိရင်လည်းသူကဒီတိုင်းလေးပဲကားပေါ်ကိုကောက်ပြီးတော့အလွယ်တကူတင်သွားလိုက်လို့ရတယ်ပြီးလို့ရှိရင်တိုက်ခန်းမှာနေတဲ့သူတွေပေါ့နော်အဓိက space ကြဲမသုံးချင်ဘူးဆိုလို့ရှိရင်သူကထားချင်တဲ့နေရာလေးမှာပေါ့ကြစ်လေးပဲဆင်ပြီးတော့အသုံးပြုလို့ရတယ်အဲ့ဒါတော့သူရဲ့အားသာချက်လေးပဲဖြစ်ပါတယ်ဒီ power station လေးမှာဆိုလို့ရှိရင်တော့ screen က button key လေးနဲ့လာတာဖြစ်ပြီးတော့ inverter ဆိုလို့ရှိရင်3000 watt ရရှိပြီးတော့ battery ဆိုလို့ရှိရင်တော့ 25.6 volt 100Ah ပင်ပါရှိပါတယ်။ battery မှာသုံးထားတဲ့ဆဲကတော့ IEPT ဆဲဖြစ်ပြီးတော့ PV အနေနဲ့အသုံးပြုခြင်းနဲ့ဆိုလို့ရှိရင်တော့ PV ray power 1500 watt ထိရရှိမှာဖြစ်ပါတယ်။သူကကြတော့ IMEI rating 20နဲ့လာတာဖြစ်ပြီးတော့ running ကကြတော့ fully 3 year ပေးထားပါတယ်ရှင်။ဒီ power station လေးရဲ့ဒီဘက်ချမ်းမှာဆိုလို့ရှိရင်တော့ညီမတို့ပထမအဆုံးတွေ့ရမှာဒီလေးစစ်စကားလေးပါပါမယ်။လေးစစ်စကားလေးရဲ့အောက်မှာတော့ညီမတို့ solar import အတွက်ဒီမှာဒါလေးပါမယ်ပေါ့နော်။ဒါကတော့ battery နဲ့ inverter အတွက် communication port လေးနှစ်ခုဖြစ်ပြီးတော့ဒီအလဲကောင်မှာကျတော့ညီမတို့ဒီ Wi-Fi logger လေးနဲ့တွဲပြီးသုံးလို့ရမယ်။ဒီ Wi-Fi port လေးပေါ့နော်။ဒီအလဲကောင်မှာ Wi-Fi port လေးပါပါတယ်။ပြီးလို့ရှိရင်ဒီဟာကတော့ battery နဲ့ inverter အတွက် on off switch လေးနှစ်ခုဖြစ်ပြီးတော့ဒီအလဲကောင်လေးကကျတော့ညီမတို့ DC နဲ့ USB အတွက် on off switch လေးဖြစ်ပါတယ်။ DC တွဲဖို့အတွက် output လေးဖြစ်ပြီးတော့ဒီဘက်မှာဆိုလို့ရှိရင်တော့ USB output လေး USB မှာဆိုလို့ရှိရင်တော့ညီမတို့ဒီမှာ Type C နဲ့ Type A ဆိုပြီးတော့နှစ်မျိုးပါရှိပါတယ်ရှင့်အဲ့တော့ညီမတို့အားသွင်းမယ်ဆိုလို့ရှိရင်အားသွင်းတော့ယူလာစရာမလိုတော့ပဲနဲ့အားသွင်းကြိုးနဲ့ပဲတိုက်ရိုက်ထိုးပြီးတော့အသုံးပြုလို့ရမှာပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီ power station ရဲ့နောက်တစ်ဖက်ချမ်းမှာဘာတွေပါမလဲဆိုတာညီမတို့ဆက်ပြီးကြည့်ကြမယ်လေနော်ညီမတို့ဒီဘက် channel မှာဆိုလို့ရှိရင်တော့ inverter ရဲ့ cooling process အတွက် fan လေးနှလုံးပါရှိမှာဖြစ်ပြီးတော့ဒီဟာလေးကကြတော့ charging သွင်းဖို့အတွက်ဒီ3 pin ကြိုးလေးနဲ့ charging သွင်းဖို့အတွက် AC import socket လေးတစ်ခုပါရှိပြီးတော့ဒီအောက်မှာဆိုလို့ရှိရင်လုတ်သုံးနေအတွက် AC output 3 pin socket လေးနှစ်ခုပါရှိမှာပဲဖြစ်ပါတယ်ရှင့်ဒါဆိုရင်ညီမဒီနေ့ပြောပြပေးခဲ့တာကတော့ SRNI brand ရဲ့နောက်ဆုံးထွက်ရှိထားတဲ့ EOD 02S လေးရဲ့ unboxing video လေးပဲဖြစ်ပါတယ်။ video လေးကိုညီမနဲ့အတူတူအဆုံးထိကြည့်ပေးရတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။ညီမကတော့ SRNI ရဲ့ kit ပဲဖြစ်ပါတယ်ရှင့်။ကျေးဇူးတင်ပါတယ်။